بسم الله الرحمن الرحيم السلام عليكم ورحمة الله وبركاته ဒီနေ့ရဲ့နောက်ဆုံးသတင်းအနေနဲ့တော့ဒါဟာအမေရိကန်သမ္မတထရန့်ကိုယ်တိုင်ကြေညာထားတယ်ဒီအီရန်ရဲ့နျူကလ িয়ার စီမံကိန်းနေရာတွေဖြစ်တဲ့အစဖာဟန်နတ်တန်စ်အဲ့လိုပဲဖိုဒိုနေရာတွေကိုတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့ထုတ်ပြန်ချက်တွေတွေ့ရတယ်တော့လွန်ခဲ့တဲ့ရက်ပိုင်းကတည်းကအစ္စရေးကဒီအမေရိကန်ကိုတောင်းဆိုထားတာတွေပေါ့ဒါတွေကဘာလဲဆိုတော့ဒီအီရန်ရဲ့အဓိကပင်မနျူကလ িয়ার ထုတ်လုပ်တဲ့နေရာဖြစ်တဲ့ဒီဖိုဒိုနေရာကိုတိုက်ခိုက်ပေးဖို့ပေါ့။ဘာကြောင့်လဲဆိုတော့ဒီဖိုဒိုနေရာကနေမြေအောက်ဒီကီလိုမီတာအနက်ဒီကီလိုမီတာဆိုတော့မီတာပေါ့80နဲ့90ကြားမှာသူကတိဆောက်ထားတဲ့အဲ့အတွက်ကြောင့်အစ္စရေးစစ်တပ်မှာဒီနေရာတွေကိုဖျက်ဆီးနိုင်ဖို့အတွက်လက်နက်မရှိဘူး။ဒီလက်နက်ဒီနေရာတွေကိုဖျက်ဆီးဖို့ဆိုတာကလည်းဒီ GPU 57ဒီဘုံလက်နက်တွေနဲ့ပဲရှောက်အဲ့တော့ဒီဘုံလက်နက်တွေကဒါအမေရိကန်မှာပဲရှိတာအဲ့တော့ဒီ GPU 57ကတော့14တန်ရှိတယ်14တန်ရှိတဲ့ဒါဘုံလက်နက်တစ်ခုဖြစ်တယ်ဒါကိုတည်နိုင်ဖို့ဆိုတာကလည်းအမေရိကန်တွေကဒီဘုံတဲ့လေရင်ကြီးပေါ့ B2 ဆိုတဲ့ဒီလေရင်မျိုးစားအဲ့လိုပဲ B52 ဆိုတဲ့လေရင်ပဲတည်လို့ရပါနောက်ဆုံးဓာတ်တွေကိုအောင်မြင်မြင်နဲ့ဒီပြစ်မှတ်တွေကိုပြစ်ချနိုင်ဖို့ဆိုတာကအမေရိကန်စစ်တပ်ကပဲ train လာတာအမေရိကန်ဒီလေတပ်တရားတွေပဲဒါကိုလှုပ်ဆောင်နိုင်တာပေါ့အခုအဲ့ဒီအတိုင်းပဲဒီအမေရိကန်ကတော့အီရန်ရဲ့ဒီနျူကလ িয়ার နေရာ3နေရာကိုတိုက်ခိုက်ခဲ့တယ်ဆိုပြီးတော့ကြေညာထားတယ်ဒီကြေညာချက်နဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲအနေနဲ့အီရန်ဘက်ကဒီနိုင်ငံတော်အဆင့်တရားဝင်ထုတ်ပြန်ချက်ကဒီအီရန်ရဲ့ဒီနျူကလ িয়ার အဖွဲ့ကပဲကြေညာထားတာအဲ့ဒါမှသူကဒီဖိုဒိုနတ်တန်အစဖာဟန်မှာရှိတဲ့နျူကလ িয়ার စီမံကိန်းအဆောက်အဦကိုတိုက်ခိုက်ခံရတယ်ဆိုပြီးတော့သူတို့ဖော်ပြထားတယ်အဲ့လိုပဲဒီအီရန်ကဒီမိမိကိုယ်ကိုခုခံကာကွယ်ရတဲ့ဒီဥပဒေပေါင်းတွင်းကနေပြီးတော့အရေးယူမှုများတယ်စီစဉ်ထားတယ်ဆိုပြီးတော့သူတို့ထုတ်ပြန်လာတယ်အမေရိကန်သမ္မတဒီထရန့်ရဲ့ထုတ်ပြန်ချက်မှာလည်းအီရန်ကတုံ့ပြန်တိုက်ခိုက်မှုတွေလုပ်မယ်ဆိုရင်ဒီလူငယ်သောညကဒီတိုက်ခိုက်မှုတွေပုံမှုပြင်းထန်တဲ့တိုက်ခိုက်မှုတွေရင်ဆိုင်ရမယ်ဆိုပြီးတော့ပြောထားတယ်ဒါနဲ့ပတ်သက်ပြီးနိုင်ငံတကာရဲ့လှုပ်ရှားမှုနိုင်ငံတကာဘက်ကတုံ့ပြန်မှုကတော့ဒီကုလသမဂ္ဂထွေထွေတင်မှုချုပ်ကတော့ဒါအီရန်ဘော်ဒီအမေရိကန်ရဲ့ဒီအင်အားသုံးတိုက်ခိုက်မှုကဒါဒေသတွင်းမှာအပြိုင်မှုကဒါပုံမဆိုးရွားစေတယ်လို့ထုတ်ပြန်ထားတယ်အဲ့လိုပဲဒီအမေရိကန်ရဲ့အထက်ဒီလွတ်တော်အမတ်တအုပ်ဖြစ်တဲ့ဒီနက်ဆီပလိုစီသူကလည်းဒီဒါဟာအမေရိကန်ကွန်ဂရက်ရဲ့ဒါခွင့်ပြုချက်မပါဘဲနဲ့ထရန့်ကဥပဒေတွေကိုဒါမျက်ကွယ်ပြုပြီးဥပဒေပြုပြီးတော့ဒီအစ္စရေးဘတ်ပဲရက်ပြီးတော့ဒီစစ်ပွဲတွေကိုအမေရိကန်စစ်တပ်ကိုထည့်သွင်းခဲ့တယ်ဆိုပြီးတော့ထုံးနှက်ထားတယ်။တစ်ဖက်မှာလည်းအီရန်ဘက်ကညှိနှိုင်းနေတယ်။တော့အီရန်ဘက်ကညှိနှိုင်းနေတာပတ်သက်ပြီးတော့နိုင်ငံရေးသူတွေတွေကတော့ဒါဟာအီရန်အနေနဲ့အစ္စရေးရဲ့ဒီစစ်ဘက်ဆိုင်ရာအဆောက်အဦတွေအဲ့ဒီအပြင်အစ္စရေးရဲ့ဒီနျူကလ িয়ার နေရာတွေကိုနျူကလ িয়ার ဒီစီမံကိန်းရှာဖွေရေးနေရာတွေကိုတိုက်ခိုက်လာနိုင်ခြင်းရှိတယ်။အဲ့လိုပဲနောက်ပြီးအစ္စရေးအနေနဲ့ဒီဟော်လမို့စ်ရဲ့ဂျားကိုပိတ်ပြီးတော့ဒီဟော်လမို့စ်ရဲ့ဂျားဆိုတာကဒီဥရောပဘက်ကိုဆက်နွယ်တဲ့ဒီဒီတင်မောတွေဖြတ်သွားတဲ့နေရာပေါ့ဒီနေရာကိုပိတ်ပင်တာမျိုးတွေအဲ့လိုပဲဒီဟူသီကိုယမန်မှာရှိတဲ့ဒီဟူသီအဖွဲ့အစည်းတွေကိုလက်နက်တွေပုံမထောက်ပံ့ပြီးတော့အင်အားဖြစ်တင်ပြီးတော့ဒါအမေရိကန်နဲ့အစ္စရေးတို့ဖိအားပေးလှုပ်ဆောင်နိုင်ကြတယ်ရှိတယ်ဆိုပြီးတော့တုံ့တက်ထားတယ်လက်ရှိအချိန်တွေအထိတော့အီရန်ဘက်ကနေပြီးတော့ထိရောက်တဲ့အမေရိကန်ရဲ့ဒီတိုက်ခိုက်မှုတွေကိုထိရောက်တဲ့တိုက်ခိုက်မှုတွေတော့ကျွန်တော်တို့မတွေ့ရသေးဘူးတည်နေကျွန်တော်ကဒါဟာဒီဖြစ်နေတဲ့လက်ရှိဒီသတင်းတွေပေါ့အခြေခံပြီးပြောဆိုခြင်းဖြစ်တဲ့ဒါခါကျွန်တော်တို့ဘာသာရေးဆိုင်ရာအချက်လက်တွေအဲ့လိုပဲနိုင်ငံရေးဒီတုံ့တက်ချက်တွေမပါဘဲနဲ့လက်ရှိဖြစ်နေတဲ့အခြေအနေတွေပေါ်မှာပဲသတင်းအနေနဲ့ကျွန်တော်အနေနဲ့တင်ပြခြင်းဖြစ်ပါတယ်အစ္စလာမ်အလိုင်ကွမ်ဝရဟ်မတ်တူလာဟီဝဘရကာတူ